လောကရန်ရင်ဆိုင်ကြတော့ကောင်းရင်တော့မသိတာဘူးအစိုးလောကရန်နဲ့ကြုံတဲ့အချိန်မှာရောက်ရက်ခတ်တတ်ကြတယ်အဲ့တော့ကောင်းတဲ့လောကရန်ကြတော့ရောအမြင့်လောကရန်ကြတော့ရောဘယ်လိုရင်ဆိုင်လဲဆိုတော့အမြင့်လောကရန်လည်းဒီလိုပါပဲမြင့်နေတဲ့အချိန်မှာမိုးမမြင့်လေးမမြင့်ဆိုတဲ့သဘောမျိုးဖြစ်တတ်တာဟုတ်သတိထားရတယ်ကိုအောင်မြင်လာပြီကိုနေရာတစ်ခုရလာပြီဆိုအဲ့တော့မှသတိထားရတာအရင်တော့ကတော့တာမန်လိုပဲလေကျုံတယ်လို့သွားမယ်ကျုံတယ်လို့နေမယ်စိတ်ကူးပေါက်တဲ့အတိုင်းနေမယ်စသည်ဖြင့်ပေါ့လုံးလို့ရတယ်ဘယ်သူမှသိပြီးတော့ကြယူလည်းမဆိုင်ဘူးသိလည်းမသိဘူးလူသိလာပြီဆိုတော့အချိန်လဲကြာရောဒါအမြင့်ပေါ့အမြင့်လောကဓာတ်နဲ့ကြုံတဲ့အချိန်မှာပိုးပြီးတော့သတိထားသွားရတယ်ပြောတာပဲဖြစ်ဖြစ်နေပုံပဲဖြစ်ဖြစ်စိတ်နေစိတ်ထားကအစအကုန်လုံးကိုသတိထားပြီးတော့ပြင်မှကိုဖြစ်မှာပြင်ရတယ်အတည်ငြိမ်ဆုံးဖြစ်လာအောင်လို့ကြိုးစားရတယ်မတည်ငြိမ်တည်ငြိမ်အောင်ကိုကြိုးစားယူရမှာပဲပတ်ဝန်းကျင်နဲ့နေတာဟုတ်အဲ့တော့ပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာပတ်ဝန်းကျင်ကယူစိုက်เสียမလိုပါဘူးလို့ပြောကောင်းပြောမယ်ကယူစိုက်เสียမလိုဘူးဆိုရင်သူတို့ပြောသမျှစကားဘာမှလည်းပြန်မပြောနဲ့ဘာမှလည်းပြန်မတုံ့ပြန်နဲ့ဒါကယူမစိုက်ဘူးလို့ခေါ်တယ်ဟိုကယူမစိုက်ဘူးလို့ပြောပေမဲ့ပြောရင်သူကိုကကလန်ပြန်ရန်တွေ့ပြန်ရောဆိုတဲ့အနေအထားမျိုးနဲ့ရတော့ဒါကယူမစိုက်တာမဟုတ်ဘူးဒါကယူမစိုက်တာမဟုတ်ဘူးဒါကယူကိုတော်တော်ကိုစိုက်တယ်ကယူမစိုက်ဘူးဆိုတဲ့အဆင့်ကကိုမှန်တဲ့အလုပ်ကိုလုပ်တယ်တမာရီရှိလုပ်တယ်တည်တည်ငြိမ်ငြိမ်ပြောတယ်တည်တည်ငြိမ်ငြိမ်လုပ်တယ်တည်တည်ငြိမ်ငြိမ်ဖြေရှင်းတယ်ပြဿနာပဲဖြစ်ဖြစ်ပြောစရာပဲဖြစ်ဖြစ်တည်တည်ငြိမ်ငြိမ်အသာဆိုရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့စံစားတယ်အနာဆိုလည်းတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်တယ်ကြော်ဖြတ်တယ်လွယ်သလားမေးရင်တော့ဘယ်လွယ်ပါလောကရန်ရင်ဆိုင်တယ်ဆိုတာလွယ်တာတခုမှမရှိဘူးဘဝထဲမှာနေနေတာဖြစ်တဲ့အတွက်ကြောင့်အမြင့်တွေအနှိမ့်တွေကြုံမှာပဲအဲ့ကြုံနေတဲ့အမြင့်တွေအနှိမ့်တွေကိုမြင့်တော့လဲမတုံလို့နှိမ့်တော့လဲမတုံလို့အတင်းငြိမ်ဆုံးဖြစ်အောင်ဆုံးမပါလေ့ကျင့်ယူပါလေ့ကျင့်ယူမှကိုဖြစ်မယ်လေ့ကျင့်မယူတဲ့အခါကျတော့ကိုကနည်းနည်းကိုတုံလှုပ်ပြလိုက်တဲ့အရာကတစ်ဖက်သူအားရစရာလည်းဖြစ်သွားစေတတ်တာတွေရှိတယ်နောက်ပြီးတော့ကိုယ်ပုံရိပ်ကျသွားစေတတ်တာတွေလည်းဖြစ်တယ်နားလည်မှုတွေပေးအတင်းငြိမ်ဆုံးစဉ်းစားအတင်းငြိမ်ဆုံးရင်ဆိုင်တည်တည်ငြိမ်ငြိမ်ပြောတည်တည်ငြိမ်ငြိမ်အချင်းချင်းဆွေးနွေးညှိနှိုင်းပေးအေးချမ်းစွာပြောအဲ့ဒါအေးချမ်းဖို့အတွက်ဦးတည်သွားမှာဘယ်တော့မဆိုအတင်းငြိမ်ဆုံးနဲ့ဟုတ်ဤမဟုတ်ဤကြားတဲ့စကားဆိုရင်လည်းတစ်ဖက်စကားနဲ့နားထောင်ပြီးဘယ်တော့မှမဆုံးဖြစ်နဲ့အဖက်သောစကားတွေကိုအကုန်လုံးနားထောင်ကြည့်လိုက်ရင်နောက်ဆုံးကိုပြောစရာမလိုပါလားလို့တောင်သွားတွေ့လိမ့်မယ်သိအရေးမပါပဲနဲ့ပြဿနာအကြီးဖြစ်သွားတာစဖြစ်တဲ့ကိစ္စကညှိနှိုင်းလို့ရတဲ့ကိစ္စလေးတွေချိုတသားလေးပြောရင်သဘောပေါက်သွားလွယ်တဲ့ကိစ္စလေးတွေကိုအပြောမတတ်ခြင်းအမူအရာမတတ်ခြင်းလေယူလေသိမ်းပုံစံမကြခြင်းတွေကြောင့်အကြီးတွေဖြစ်သွားတာအတင်းငြိမ်ဆုံးနေထိုင်ပါအတင်းငြိမ်ဆုံးပြောပါအတင်းငြိမ်ဆုံးနားထောင်ပါအတင်းငြိမ်ဆုံးနဲ့သုံးသပ်ပါ